အိမ်ထောင်ဘက်ကောင်းကိုရရှိစေဖို့ဘာတွေလုပ်ရမလဲတဲ့ဘုံအိမ်တော်ရေးတရားလေးတွေတင်တဲ့အခါမှာတချို့သောတရားဓမ္မတွေဟာအရှင်ဘုရားတပည့်တော်အိမ်တော်ဘက်တွေမရွေးတက်ခဲ့ပါဘူးဖေဟာအိမ်တော်ဘက်ကောင်းနဲ့မရခဲ့ပါဘူးဖေဟာဆိုပြီးတော့လာလျှောက်ကြတယ်ဒါကြောင့်ဘဝတစ်ခုလုံးအစဉ်ပြေပြေစိတ်ချမ်းချမ်းသာသာနဲ့အိမ်တော်ဘက်ကောင်းရရှိစေရန်အတွက်ဒီချက်လေးတွေကိုလည်းထပ်ပြီးတော့ဟောပြလိုက်ရပါတယ်မဟောခင်မှာဘုံတစ်ခုလောက်မေးချင်တာကမိမိတို့ဟာအိမ်တော်ဘက်ကောင်းကောင်းကိုအမှန်တကယ်လိုချင်တာလားဒါမှမဟုတ်အပေါ်ယံအိမ်တော်ဘက်ကိုလိုချင်တာလားဆိုတာကိုမေးချင်ပါတယ်ဒါလေးတွေဖြေသွားလိုက်ကြပါအောင်နော်ကဲဒါဆိုဟောလိုက်ကြမယ်ဘဝမှာအိမ်တော်ဘက်ကောင်းရစေဖို့ဆိုရင်နံပါတ်1 improve yourself မိမိကိုယ်ကိုအရင်ကောင်းအောင်ကြိုးစားပါတဲ့ဒီချက်ကသိပြီးတော့ကောင်းတယ်ကောင်းမွန်တဲ့ပါတနာကိုလိုချင်ကိုယ်တိုင်ကကောင်းအောင်နေဖို့လိုအပ်တယ်ကိုယ့်ရဲ့စိတ်ထားတွေကောင်းအောင်နေရမယ်ကိုယ့်ရဲ့အမူအကျင့်တွေကောင်းအောင်နေရမယ်ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ဆိုးတွေရှိနေရင်ပြင်ကိုပြင်ရမယ်ဘာကိုလှုပ်လို့တာဝန်ယူတတ်တဲ့စိတ်ထားကိုထားရမယ်တချို့ရှိတယ်လေလင်ကောင်းတော့လိုချင်တယ်ကိုကြည့်တော့ဆဲဆိုမရိုင်းနေတယ်ဇာရိတတွေကမကောင်းဘူးဇရိတ်ဆန်နေတဲ့သူတွေရှိတယ်တေးကြတဲ့အိမ်တော်ဘက်ရလာရင်လေကိုနဲ့တူတာပဲရမှာပဲကိုကသူ့ရုံမှာဖြစ်ပြီးသူတော်ကောင်းလင်သူတော်ကောင်းမရနိုင်ဘူးအသွင်တူရပဲရမယ်ဆိုတော့ကိုသိထားပါနော်နံပါတ်1 respect and take care of friends မိဘတွေကိုလေးစားပါပြုစုယူရပါတဲ့ဒီချက်ကလည်းအိမ်တော်ဘက်ရကံကောင်းခြင်းရဲ့အချက်တစ်ခုပဲကိုယ့်ရဲ့မိဘတွေကိုပြုစုလုပ်ကြွေးရမယ်မိဘတွေကိုယူသည်လေးစားစွာနဲ့လောက်ကင်ကျွေးမွေးနေမယ်ဆိုရင်လင်ကောင်းသားကောင်းရနိုင်တယ်ယောက်ျားလေးဆိုလည်းမိန်းမကောင်းရနိုင်တယ်ဒီလိုမဟုတ်ဘဲမိဘကိုစူပူဆဲဆူမရိုင်းမိဘကိုမသိတဲ့ဇယိုက်ကြမ်းတတ်တဲ့သူဟာကောင်းတဲ့အိမ်တော်ဘက်ရလာမှာမဟုတ်ဘူးကိုနဲ့တူတဲ့မိဘကိုမယိုသေးမလေးစားတဲ့အိမ်တော်ဘက်ပဲရမှာပဲအဲ့ဒီခါကျမှနှစ်ယောက်သားကိုမိဘလည်းပေးတာမကြိုက်သူမိဘကိုပေးလဲမကြိုက်ဖြစ်ပြီးဒုက္ခတွေဖြစ်ကြရမယ်နော်နံပါတ်3 build good karma တဲ့ကောင်းတဲ့ကုသိုလ်ကောင်းမှုတွေကိုများများလုပ်ပါတဲ့ဒီချက်ကလည်းရေးကြီးတာပဲဒီချိန်ကုသိုလ်ကောင်းမှုတွေလုပ်ရမယ်ကိုချင်းသီလတွေကောင်းအောင်နေထိုင်ရမယ်လူတွေပေါ်ကိုမေတ္တာလေးနဲ့နေထိုင်ရမယ်ဒါလည်းအိမ်တော်ရေးအတွက်အများကြီးအရေးပါတဲ့အချက်ပဲအမှန်ပဲဖရာတရားလို့စိတ်ထားကောင်းတဲ့သူအကျင့်သီလတွေကောင်းနေတဲ့သူဟာကောင်းမွန်တဲ့အိမ်တော်ဘက်ကိုရရှိနိုင်တယ်အမျိုးသားဖြစ်ဖြစ်မျိုးသမီးဖြစ်ဖြစ်ဒီလိုကောင်းအောင်နေထိုင်ရင်တော်ရုံအလေးနဲ့တော့ကလာကြိုက်ရဲမှာမဟုတ်ဘူးကိုချင်းသီလကောင်းတယ်ဆိုပြီးတော့သူတို့ဘာသူတို့အလိုလိုနောက်ဆုတ်သွားမှာပဲကလေးကကြီးအုပ်ကြားမြစ်ပေါက်တွေလာပြီးတော့ကိုယ့်ကိုကြိုက်တယ်ဆိုတာဟာကိုယ့်အကျင့်တွေကြောင့်ပဲကိုယ်တိုင်ကလျက်ပေါ်လော်လီနေတော့လမ်းမေးတွေ့ကြရကောင်ကလည်းအချီးဆိုမှာပဲယောက်ျားလေးဆိုလည်းတွေ့ကြရအပျော်ပြက်မယ်နဲ့ညားမှာပဲနော်နံပါတ်4 about bad relationship action နဲ့အိမ်တော်ရေးကိုပျက်စီးစေမယ့်အရာတွေကိုရှောင်ပါတဲ့ဒီအချက်ကတော့ကံနဲ့ဆိုင်တဲ့အချက်ဖြစ်သွားပြီကိုကသူများရဲ့အိမ်တော်ရေးကိုဖျက်ဆီးခဲ့မယ်ဆိုရင်ကို့အိမ်တော်ရေးလည်းပျက်စီးနိုင်တယ်သူများအတိုက်အုံကိုဖျက်ဆီးခဲ့ရင်ကို့အတိုက်အုံလည်းပျက်စီးမှာပဲတချို့ရှိတယ်လေသူများချစ်ချင်းတွေလိုက်ပြီးတော့ခွဲတာတို့သူများလင်မယားကြားဝင်ပြီးတော့ခလောက်ဆန်တာတို့လုပ်တတ်ကြတယ်တချို့ကြတော့ဒီလိုမဟုတ်ဘူးသူများတကားတွေလင်စိုးမယားစိုးတွေနဲ့ရတာတို့ဆိုရင်မဲကရွဲကကိတ်ရတတ်တဲ့သူမျိုးတွေရှိတယ်နော်ဟဲနင်တို့လင်ကြီးကလည်းအယသမားဆေးသမားဆိုပြီးကိတ်ရပြီးငါတို့တော့ဒီလိုလင်မျိုးဆိုမယူပါဘူးဆိုပြီးတော့စကားတွေကြွန်တက်ကြတယ်တကယ်လဲလင်ရလာရောအဲ့လင်ထက်ဆိုးတဲ့လင်ရတတ်တယ်အမျိုးသားတွေလည်းတူတူပဲ
မင်းကလည်းကွာဒီလောက်ရုပ်ဆိုးတဲ့မိန်းမကိုယူရလားဒီလောက်အကျင့်မကောင်းတဲ့သူကိုယူရလားငါတို့ဆိုတထေးသမီးကိုယူမယ်ဆိုပြီးတော့ပြောတတ်တယ်တကယ်လဲယူရောဧကီဟာကမဲဒီပါရပြီးတော့ဘဝတော်ပြတ်သွားတာရှိတယ်နော်ကိုယ်စကားကြောင့်ကိုထိတယ်လို့ပြောချင်တာပါနံပါတ်5 choice by character not by taste ရုပ်ရည်ကိုမကြည့်နဲ့အကျင့်ကိုကြည့်ပြီးတော့ရွေးပါတဲ့ဒီချက်ကတော့အခုခေတ်နဲ့အကိုက်ပဲအိမ်နာဘက်ကိုရွေးတော့မယ်ဆိုရင်ရုပ်ရည်ကိုမကြည့်ပါနဲ့သူ့ရဲ့စိတ်နဲ့စိတ်ထားကောင်းလားဆိုတာကိုကြည့်ရမယ်သူမှဘာအလုပ်ကိုင်တွေရှိသလဲသူ့ရဲ့အရေးချင်းကဘာတွေလဲသူ့ရဲ့ character ကောင်းမကောင်းဆိုတာကိုလည်းလေ့လာရမယ်သူ့ရဲ့နောက်ကျောင်းမှာဘာမဲဆက်ရှိသလဲဆိုတာကိုသိထားရမယ်ဖုံးခွယ်ထားသူဆိုရင်အပျော်သဘောပဲကောင်းတယ်တသက်စာအိမ်နောက်ဘက်ရွေးတော့မယ်ဆိုရင်အတိတ်ကိုလည်းပြန်ပြီးတော့ကြည့်ရမယ်တချို့ကပြောတတ်ကြတယ်အတိတ်ကိုမကြည့်ပါနဲ့တဲ့အေးအတိတ်ကိုမကြည့်ဘဲနဲ့ပေါင်းပြီးဆိုပါစို့သူ့အတိတ်ကအရေးမဲကြီးကသူ့နောက်ကိုလိုက်လာခဲ့ရင်ကိုကသူ့ကိုယူထားတာဆိုတော့ကိုပါယောဂီဒုက္ခရောက်နိုင်တယ်လေဒါကြောင့်လေ့လာသင့်တယ်လို့ထင်တယ်နော်ပြီးရင်တာဝန်မှုတာဝန်ခံမှုရှိသလားဆိုတာကိုကြည့်ရမယ်ရှိသူရေးစားဘဝတွေကဘာတာဝန်မှမယူဘူးဒီလိုပုံကိုမျိုးဆိုမရွေးချယ်ပါနဲ့ပြီးရင်ကိုယ့်ဘောကိုယ့်ရဲ့အမေအဖေတွေဘောပါရိုသေလေးစားစွာဆက်ဆံလားဆိုတာကိုကြည့်ရမယ်ဒီလိုမဟုတ်ပဲရုပ်ချောချောလေးဆိုပြီးသွားယူချလိုက်လို့ကတော့သိကြတယ်ဒူးနဲ့မျက်ရည်တုပ်နေရမှာပဲနောက်ဆုံးပြောချင်တဲ့အချက်ကတော့အိမ်အောင်ဘက်ကောင်းကိုရဖို့ဆိုရင်ကံကိုပဲအားကိုးနေလို့မရပါဘူးကိုယ့်ရဲ့လုပ်ရက်ကိုပြင်ကိုယ့်အကျင့်ကိုပြင်ပြီးရင်ပညာပါပါနဲ့ရွေးချယ်တတ်ရပါမယ်ဒါကြောင့်မိမိတို့ဟာဘုံဘုံဟောခဲ့တဲ့ဒီအချက်လေးတွေကိုသေချာစွာလိုက်နာပြီးအိမ်အောင်ဘက်အကောင်းမြတ်ရရှိကြပါစေလို့ပြောကြားလိုက်ရပါတယ်နော်